အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့တစ်ဆက်ပြီးသွားခြင်းတဲ့အကြောင်းအရာလေးက Manchester United အသင်းဟာဆိုရင် Casemiro ကိုဆက်ပြီးတော့ကြတော့တက်တန်းတိုးဖို့အတွက်ဆန္ဒရှိနေခင်ဗျ Casemiro ကိုဆိုရင်ဒီပြအမိုရီယာဆိုရင်သူ့ရဲ့နီးစနစ်နဲ့ကိုက်ဝယ်မှုရှိတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ Casemiro ကိုတော့ဆက်လက်ပြီးတော့ဆက်ထိန်းထားခြင်းနဲ့ဒါပေမဲ့ဘုတ်ဖွဲ့ဝင်တွေအနေနဲ့ဆိုရင်တော့ Casemiro ကိုစာချုပ်တက်တန်းထပ်ပြီးတော့မတိုးချင်ဘူးဗျ Casemiro ကိုတစ်ပတ်ကိုပေါင်3သိန်းခွဲပြီးချင်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့Casemiro အနေနဲ့ Manchester United မှာဆက်ပြီးရှိချင်တယ်ဆိုရင်လစာလျှော့ယူဖို့အတွက်လိုအပ်တယ်။ဒါပေမဲ့ Casemiro အနေနဲ့လစာလျှော့ယူဖို့အတွက်ဆန္ဒမရှိဘူး။ Manchester United မှာဆက်ပြီးတော့ကစားချင်တယ်။ဒါပေမဲ့လစာလျှော့ယူဖို့အတွက်ဆန္ဒမရှိတဲ့အတွက်ကြောင့်မလို့လာမယ့်နှစ်မှာဆိုရင်တော့ Casemiro ဟာဆိုရင်တော့ Saudi Pro League မှာတွားရောက်ပြီးတော့ကစားဖို့အတွက်ဆန္ဒရှိနေတယ်။တကယ်လို့ဒီနောက်လာမယ့်နေ့ဒီမှာဆိုရင်တော့ဘလို့ချင်းနေပြောင်းလဲသွားမလဲတော့မသိဘူး။ဒါပေမဲ့လည်း Casemiro အနေနဲ့ဆိုရင်တော့Sorry Pro League ကိုပို့ပြီးအားတန်နေရမျိုးတွေ့ရတယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်